မင်္ဂလာပါချစ်တို့ရေဒီနေ့ပေါ့နော်အရန်နဲ့မှလက်ကီကောင်းတဲ့နေ့လေးဖြစ်ပါတယ်ရှင့်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့အစောကြီးပဲပေါ့နော်အစောကြီးပဲအကိုတယောက်ပေါ့နော်မိတ်ဆွေတယောက်ပေါ့နော်သူကျမဆိုင်ကိုအလဲဝင်တော့အကိုပေါ့နော်ငါဆိုင်ကိုအလဲဝင်အောင်ပေါ့ဆိုင်ဖွင့်ထားတယ်ပေါ့နော်တလဝင်းချင်တော့ရှိပေါ့ကိုငါဆိုင်မှုဘက်တော့ဘာအားပေးမှလဲပေါ့အဲ့လိုမေးလိုက်တဲ့ခါမှာအဲ့ဒီအကူကနေပြီးတော့ဟဲပစ္စည်းလေးတွေကလှတာပဲဆိုပြီးတော့ပေါ့နော်လောကနယ်လေးတရုတ်ရဲ့နောက်ပြီးတော့စင်တူတော်လေးစင်တူတော်ပေါ့နော်မက်တက်စင်တူတော်တစုရဲ့ပင့်သွားပါတယ်ရှင့်လောကနယ်လေးကတော့စင်တူတော်လေးကတော့တခါလေးပင့်သွားတာဖြစ်တဲ့အတွက်ဓာတ်ပုံမရိုက်လိုက်ရအောင်ပေါ့နော်လောကနယ်လေးကတော့လက်ရှိဆေးရတုံးလို့မပြီးသေးတာဖြစ်တဲ့အတွက်အိမ်ကိုတည်သွားပါတယ်ရှင့်ဒါကြောင့်ပေါ့နော်မိတ်ဆွေတို့ကိုချစ်တဲ့မိတ်ဆွေတို့ပြောချင်တဲ့မက်ဆေ့လေးကဘာလဲဆိုလို့ရှိရင်ကိုကလေတနေ့တာမှာပေါ့နော်အဲ့ရတွေကနေပြီးတော့နိုးလာပြီဆိုတာနဲ့ကျေးဇူးတင်ရမယ်ပေါ့နော်မဟုတ်ကျေးဇူးတင်ရမှာလဲဆိုတော့အော်ငါဒီလိုမျိုးနိုးထားခွင့်ရတာကိုကျေးဇူးတင်ရမယ်ဟုတ်တယ်မလားပြီးလို့ရှိရင်ညနာတွေပါတစ်ပြီးတော့ကြတော့ကိုကဖျားဝတ်ပြုဖျားဝေယဝစလုပ်ပြီးသွားတဲ့ခါမှာလဲအိုးငါဒီလိုမျိုးပေါ့နော်ဖျားဝေယဝစနဲ့ဖျားကုတ်တူကောင်းမှုတွေလောက်ရတာလေကိုကျေးဇူးတင်ရမယ်ဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုတော့ကြတော့ကျမတို့တွေကဒီလိုမျိုးလောက်ခွင့်ရတာလေနောက်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့တွေကဘယ်နေ့မှတေးမှလည်းမသိဟုတ်တယ်မလားဘယ်ချိန်မှလည်းတေးမှမှန်းမသိဟုတ်တယ်မလားဘယ်နေရာတေးမှမှန်းမသိအဲ့လိုမျိုးမသိတဲ့အချိန်တွေမှာကျမတို့ဒီလိုမျိုးလေးနိုးထားခွင့်ရတယ်ဒီလိုမျိုးလေးလောက်ခွင့်ရတယ်ဆိုတာကိုကျမတို့တွေကျေးဇူးတင်ရမှာဟုတ်တယ်မလားကျမအဲ့လိုမျိုးလေးပေါ့နော်ဒီနေ့တော့ထူးထူးခြားခြားအဲ့လိုမျိုးစိတ်လေးဖြစ်ပေါ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်အိုးငါကျေးဇူးတင်တာပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်လောက်ဆရာကိစ္စတွေကအများကြီးရှိသေးရဲ့လေနော်ဥပမာကိုမဒီနေ့လို့နိုးထားခွင့်မရှိတော့ဘူးဆိုလို့ရှိရင်အိုးကိုလောက်ထားတဲ့အလုပ်တွေကကိုမိသားစုပေါ်မှာပုံခဲမှာပေါ့နော်အဲ့လိုမျိုးလေးအတွေးလေးဝင်လိုက်တယ်ပေါ့နော်အတွေးလေးဝင်လိုက်တော့ကြတော့ဒီမှာဆိုင်မှာရောက်တော့ကြတော့လေဟိုတက်ရှိတွေပါကြီးလှုပ်ပြီးတော့ကြဆိုင်ဖွင့်ပြီးတော့ပေါ့နော်ငါကျေးဇူးတင်ရမယ်လို့ထပ်ပြီးပဲကိုကျေးဇူးတင်နေမိတယ်ပေါ့နော်အဓိကတော့မိတ်ဆွေတို့လည်းအခုလိုမျိုးလေးနေခွင့်ရတာကိုကျေးဇူးတင်ပါဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေကမတိချာမြေရတဲ့ကိုပြောရပါလေသူများကိုပြောအောင်မဟုတ်ပါဘူးပေါ့နော်ဒါလေးကိုပြောချင်တာပါโอเคမင်္ဂလာပါရှင့်ဒီနေ့တော့လက်ကီဒေးလေးပါလို့ပြောရင်းနဲ့နှုတ်ဆက်ပါရရှင့်